scholarship ကိုကောင်းမွန်စွာဘယ်လိုပြင်ဆင်ထားကြမလဲ။ပထမဆုံးတစ်ခုကတော့ document ပေါ့နော် document လို့ပြောလိုက်ရင်ဒါလေးတွေကအခြေခံအားဖြင့်လိုပါတယ်။ဒါတွေအားလုံးကို note ပြန်ဖို့လိုပါတယ်။ဘယ် scholarship ကဘယ်ချိန်ဖွင့်လဲဆိုတာကိုချရေးထားဖို့တော့လိုပါတယ်။အခုကတော့အရေးကြီးဆုံးဖြစ်တဲ့ volunteer experience ရှိရပါမယ်။အဲ့တော့မြန်မာကျောင်းသားတွေအခက်အခဲကြုံတွေ့လို့ရှိတဲ့အပိုင်းမှာကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။ essay ရေးနည်းတွေကိုတော့ channel မှာတင်ထားပြီးသားဖြစ်ပါတယ်။အခုကတော့ language skill ပေါ့နော် language skill ကို strong ဖြစ်အောင်ပြင်ဆင်ဖို့လိုပါတယ်။မဟုတ်ဘူးဆိုရင် essay ရေးတဲ့အချိန်မှာအခက်အခဲရှိနိုင်ပါတယ်။ scholarship ဝင်တာတွေတော်တော်များများကသူတို့ရဲ့ success story တွေကိုsocial media မှာ share လုပ်လို့ရှိပါတယ်။ဒါတွေကိုကြည့်ပြီးတော့မှ process တွေကိုလေ့လာပြီးတော့မှ learn လုပ်လို့ရပါတယ်။ Forum ကလည်း Telegram channel မှာ scholarship ရှောက်နည်းကိုအစဆုံး share လုပ်ပေးထားပါတယ်။နောက်တစ်ခုကတော့ scholarship ဝင်တာတယောက်ဖြစ်ဖို့အတွက်ဆိုဒီစိတ်ဓာတ်ကိုပြင်ဆင်ထားဖို့လိုပါတယ်။မလျှော့တော့ဆွဲလုံးလာနေတာရှောက်ပြီးတော့မှပြင်ဆင်မှဒါဒီဟာကိုရရှိနိုင်မှာဖြစ်ပါတယ်။အားလုံးပဲ good luck ပါ bye